အားလုံးပဲမင်္ဂလာပါဆရာကိုစံဝမ်းမှာအတားမြစ်ပါရမီရှင်မှာဆရာစီမှာအတားမြစ်ဘုတ်ကင်တင်လို့ရပါတယ်ဆရာဖိတ်ခေါ်ပါတယ်ဒီကနေ့ဒီဗီဒီယိုလေးမှာတော့တောက်ကြနေမှာတောက်ကြသားသမီးလေးတွေအတွက်ဆရာကတုတ်ဟော်ကင်းလေးကိုဟောပြီးမှဖြစ်ပါတယ်အဲ့တော့အရင်ဦးဆုံးရှောင်ရမယ့်အရာလေးကိုဆရာကဟောပြီးမယ်ပေါ့နော်တောက်ကြသားသမီးလေးတွေကစိတ်တော်မစိုးနဲ့ပေါ့နော်ဆရာပွင့်ပွင့်လင်းလေးပြောပြရစေအများစုပေါ့နော်စကားပလောင်ပလဲပြောတတ်တဲ့အကျင့်လေးကိုပြင်ရပါမယ်နော်တောက်ကြသားသမီးလေးတွေကဂျဘိုးကိုလိပ်ဖြစ်အောင်ပြောတတ်တယ်ပေါ့နော်အဲ့ဒါကိုယ့်ရဲ့အကျင့်စိုးပေါ့နော်ဆရာကတောက်ကြသားသမီးလေးတွေရဲ့အကျင့်စိုးဖြစ်တဲ့စကားကိုဂျဘိုးကိုလိပ်ဖြစ်အောင်ပြောတဲ့စကားပလောင်ပလဲပြောတဲ့အကျင့်နော်အဲ့ဒါကိုပြင်ရမယ်ပေါ့နော်အဲ့ဒီကိုကကောင်းပါလျက်နဲ့အရာရာတိုင်းကိုကိုကပြည့်စုံနေပါလျက်နဲ့သူများပေါ်လဲကောင်းပါလျက်နဲ့သူများပေါ်လဲပေးဆက်ပါလျက်နဲ့အဲ့ဒီစကားပလောင်ပလဲစကားကိုအတိအကျမပြောတတ်တဲ့အကျင့်ကြောင့်ကိုယ့်ဘဝမှာလူပုံခံရတယ်ပေါ့နော်အဲ့ဒါလေးကိုပြင်လိုက်မယ်ဆိုလို့ရှိရင်တော်တော်လေးကိုအထွတ်ထိပ်ရောက်မယ်တောက်ကြသမီးလေးဖြစ်တယ်တောက်ကြသားသမီးလေးတွေဖြစ်တယ်ပေါ့နော်ပြီးရင်နောက်တစ်ချက်ကတောက်ကြသားသမီးလေးတွေကဘာသာဖျားတရားကြီးဘာသာကြီးလောက်တာကိုအယံဝါဒနာပါတယ်ပေါ့နော်အယံကြိုက်နေတတ်တယ်အယံဝါဒနာပါတယ်နော်နောက်တစ်ခုကကြတော့တောက်ကြသားသမီးလေးတွေကအိမ်အောင်ပြုတ်ကံမကောင်းဘူးတောက်ကြသားသမီးလေးတွေအိမ်အောင်ပြုတ်တော့မယ်ဆိုလို့ရှိရင်အရင်သတိထားရမယ်နှလုံးသားနဲ့မစင်စားဘဲနဲ့နှလုံးသားကိုရှေ့တန်းမတင်ဘဲနဲ့အုံနောက်နဲ့စင်စားရမယ်အုံနောက်ကိုရှေ့တန်းတင်ပြီးတော့မှစင်စားရမယ်အိမ်အောင်ကွဲကံပါတယ်အိမ်အောင်20-30ကြတဲ့ကံပါတယ်တောက်ကြသားသမီးလေးတွေအိမ်အောင်ရေးကံမကောင်းဘူးအချစ်ရေးကံမကောင်းဘူးเนาะအဲ့လိုမျိုးကံစတာပိုင်ရှင်လေးတွေဖြစ်တယ်တောက်ကြသားသမီးလေးတွေကအသက်ကြီးရင်အိုဇာတာကံကောင်းတယ်အဲ့ဒါတော့လက်ခမောင်းခတ်လိုက်တော့ဗောနော်အသက်ကြီးရင်အိုဇာတာကံကောင်းတယ်တောက်ကြသားသမီးလေးတွေကသူတို့ရဲ့မကောင်းတဲ့အချင်းနောက်တစ်ခုကကျတော့ဖြောင်းလင်းဖြောင်းစားလုပ်တတ်တယ်ဒီလောက်တက်တဲ့အထောက်ထားနဲ့မိနေတာတောင်တက်တဲ့အထောက်ထားနဲ့ပြောနေရင်တောင်သူတို့ကမဟုတ်ပါဘူးဆိုပြီးညင်းတတ်တယ်ပေါ့နော်ဖြောင်ညင်းတာပေါ်တင်တက်တဲ့နဲ့မိနေတာတော့ဖြောင်ညင်းတဲ့တောက်ကြသားသမီးတွေပေါ့နော်အဲ့ဒါရှောင်ရမယ့်အရာလေးတွေနော်တောက်ကြသားသမီးလေးတွေကအရန်ကောင်းတာသူများပေါ်မှာဆိုလည်းအရန်ပေးဆက်တာပေါ့နော်အဲ့တော့တခြားနင်းနဲ့သားသမီးလေးတွေလိုပဲသူလည်းတိတ်ပြီးတော့မထူးကြဘူးပေါ့နော်ပေးဆက်တယ်ပေါ့နော်တောက်ကြသားသမီးလေးဆိုလေသူ့အတွက်သူတော့မကြည့်ဘဲနဲ့သူများအတွက်ကိုသူကအရန်ပေးဆက်တယ်ပေးမယ်ဆိုတာကြီးပဲကျွေးမယ်ဆိုတာကြီးပဲပေါ့နော်မှတ်နှမျောသူ့လက်ထဲမှာတိန်း100ပဲရှိတိန်း200ပဲရှိပေါ့နော်သူမ300ချင်နေပြီသူငတ်ချင်နေပြီသူပေးပလိုက်တာသူများကိုပေးပလိုက်တာအဲ့လိုလူစားမျိုးပေါ့နော်အရန်စေတနာကောင်းတယ်ဒါပေမဲ့တခုပဲပလောင်ပလဲဖလေပစာပြောတတ်တဲ့အကျင့်ကိုသူပြင်ရမယ်ပေါ့နော်တောက်ကြသားသမီးလေးတွေအဲ့ဒါဆူဆူဝါးပဲပေါ့နော်အတင်းပြောတတ်တယ်တောက်ကြသားသမီးလေးတွေရဲ့မကောင်းတဲ့နောက်ထပ်အကျင့်တစ်ခုကအတင်းပြောတတ်တယ်ပေါ့နော်အဲ့ဒီညင်စရိုက်လေးတွေကိုသာခွာချလိုက်မယ်ဆိုတောက်ကြသားသမီးလေးတွေကလုံးဝတောက်ပတဲ့ဗရမ ्या လေးတစ်လုံးကဲ့သို့နော်တကယ်ကိုလှပတဲ့ဘဝလေးတစ်ခုပိုင်ဆိုင်မှာပေါ့နော်အဲ့ဒီညင်စိုးလေးတွေကြောင့်မလို့တောက်ကြသားသမီးလေးတွေကစိတ်ပြက်စရာကောင်းနေတာပေါ့နော်အဲ့တော့တောက်ကြသားသမီးလေးနောက်တစ်ခုကကြတော့ဒီယောဂပေါ့နော်ကြောက်ကတ်တို့အသေးတို့နဲ့အတွင်းကလေးစားတွေ function တွေနဲ့ပတ်သက်ပြီးတော့မှဆေးရုံကြီးမားရောက်တတ်တယ်ဆေးရုံတင်ရတတ်တယ်ကိုဝတတ်တယ်နော်ကိုဝတတ်တယ်ပြင်မျက်လုံးအဝေးမုံနီးမုံဖြစ်တတ်တယ်မျက်လုံးအာယုံကြောတွေအဝေးမုံနီးမုံဖြစ်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အတွင်းကလေးစားတွေနဲ့ပတ်သက်ပြီးမကောင်းမနဲ့ဆေးရုံတက်ရတာမျိုးတွေကြုံတွေ့ရတတ်တယ်အဲ့တော့ဆရာကဒီဗီဒီယိုလေးမှာတောက်ကြသားသမီးလေးတွေအတွက်ကိုတူဟော်ကင်းလေးကိုဆရာကစောင်းရန်ရှောင်းရန်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ဆရာစီမှာအချားမြင်ဘုတ်ကင်တင်လို့ရပါပြီဆရာစောက်မျောနှွေးထွေးစွာချစ်ခင်စွာစောက်မျောနေပါတယ်ကြိုးစိုးနေပါတယ်ဆရာနဲ့တိတိကျကျတိုင်ပင်လို့ရပါတယ်ကိုယ့်ရဲ့ personal တွေကိုယ့်ရဲ့စီးပွားရေးတွေကိုလျှို့ဝှက်စွာတိတ်တီးစွာနဲ့နော်ဘယ်သူမှမသိစေချင်ဘူးဆိုတဲ့အတိုင်းအတာမျိုးနဲ့ဆရာစီမှာနှိုက်ချွတ်အိတ်တော်ဖော်မောက်အတွင်းကိစ္စတွေကအစပွင့်လင်းဆရာစီမှာလာရောက်ဆွေးနွေးဟောကြားတိုင်ပင်လို့ရပါတယ်ဆရာကဘယ်နေဟောလာတယ်မဟုတ်ဘဲနဲ့ဆရာကဒါ international တင်တန်းကျောင်းမှာဆရာကဒီ coach ဆိုတဲ့ပညာရပ်ကိုဆရာကဘွဲယူထားတာဖြစ်တဲ့အတွက်ဆရာကဒီဆွေးနွေးမှုအကြံပေးမှုတွေကိုလည်းပညာဆန်ဆန်ဆရာကအများကြီးအကြံပေးနိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီနေရာမှာဆရာကထည့်သွင်းပြောကြားချင်တာ coach ကတော့အကြံပေးလို့မရဘူးသူကတော့လမ်းပြပေးရတာပေါ့နော် coach ကတော့ဆရာကတော့ coach လုံးကြီးတော့မဟုတ်ဘူးတွားနေတာမဟုတ်ဘူးကျောင်းတော့ပြီးသွားပြီဒါပေမဲ့ဆရာကအဲ့ဒီပညာရက်ကိုအသုံးချပြီးတော့မှဒီဘက်ကဆရာကဘေးရင်ပညာရက်ဘေးရင်ဆရာပညာရက်နဲ့ကိုယ့်ရဲ့ပညာရက်နဲ့ပေါင်းပြီးတော့မှပို့ပြီးတော့မှဆရာစီမှာလာမေးတဲ့သူတွေဆရာနဲ့လာတိုင်ပင်တဲ့သူတွေပို့ပြီးအကျိုးရှိတာပေါ့အများကြီးအကြံတွေပေးနိုင်တယ်ဘလို့ decision တွေချပါဘလို့သွားပါဘလို့ဆုံးဖြတ်ပါဆိုပြီးတော့မှတကယ်ခက်ခဲနေတဲ့မိတ်ဆွေတို့အတွက်ဒူကြီးမင်းတို့အတွက်ကိုဆရာကအများကြီးကြံပေးနိုင်တယ်ဒါကြောင့်မလို့ဆရာစီမှာအကြမ်းမြင်လာဟောကြပါလို့ဆရာကနှွေးထွေးချစ်ခဲ့သွားတဲ့ဆရာဖိတ်ခေါ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်ဗီဒီယိုလေးတွေလည်းစောင့်မျှော်ကြည့်ရှုအားပေးပါအောင်ဆရာကိုလည်း follow လေးလုပ်သွားပေးပါအောင်နော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ